အဲ့ဒီချိန်မှာစတီဖန်ဟာမာလီစင်စီပြန်လာပြီးသူမကိုယုံကြည်စေပါတယ်။ဒါပေမဲ့သူ့ရဲ့အမှန်တကယ်ရည်ရွယ်ချက်ကသူမကိုလှည့်စားဖို့ပဲဖြစ်ပါတယ်။သူမကိုအိပ်ပျော်စေတဲ့အိတ်ဆေးပေးပြီးတော့တတ်ဖို့ကြိုးစားပေမဲ့မတတ်ရတာကြောင့်မာလီစင်ရဲ့အတောင်တွေကိုဖျက်ယူသွားပါတယ်။အဲ့ဒီနောက်စတီဖန်ကမာလီစင်ကိုတတ်လိုက်ပြီလို့ပြောပြီးတော့ဘရင်အစ်စ်ဖြစ်သွားပါတော့တယ်။မာလီဖီစင်ကအနိုးလာတဲ့အခါအတောင်မရှိတော့တာကြောင့်အလွန်နာကျင်စွာအော်ပြီးတော့လူသားတွေကိုမုန်းတီးလာပါတယ်။အဲ့ဒီနောက်သူမဟာတစ်တော်ကိုအုပ်ဆိုးတဲ့တစ်တော်ဘရင်မဖြစ်ကိုတိုင်းကျင်ညာလိုက်ပြီးတော့တရားဝါတွေကလည်းဂုံပြုတ်စေပါတယ်။အချိန်နဲ့ငယ်ကြပြီးနောက်စတီဖန်ဘူးရင်ရဲ့ကလေးမအော်ရာမင်းသမီးမွေးဖွားလာပါတယ်။အဲ့ဒီကလေးကိုမာလီဖီစင်ဟာလာပြီးတော့အပြစ်ပေးဖို့ဆုံးဖြတ်ပါတယ်။မာလီဖီစင်ကကလေးမကိုအခုလိုအပြစ်ချပါတယ်။အော်ရိုရာ16နှစ်ပြည့်နေမှာချီလဲစေရဲ့အကူချီပြီးတော့ထာဝရအိပ်ပျော်သွားမယ်လို့အပြစ်ပေးခဲ့ပါတယ်။စတီဖန်ဘူးရင်ကမာလီဖီစင်ရှေ့မှာဒူးထောက်ပြီးတော့မြစ်တာတောင်းတဲ့အခါမာလီဖီစင်က crush ကိုအနှဲငယ်ပြောင်းပေးပါတယ်။စစ်မှန်တဲ့အချစ်အနံရရှိရင်ပြန်နိုးနိုင်မယ်လို့ပြောပါတယ်။ဒါပေမဲ့မာလီဖီစင်အတွက်တော့အချစ်ဆိုတာတကယ်မရှိဘူးလို့ယုံကြည်နေခဲ့တာ။အော်ရိုရာကစစ်မှန်တဲ့အချစ်နဲ့နန်းခွင့်ရမယ်ဆိုမှအသက်ပြတ်ရှင်လာမှာပါ။အော်ရိုရာကိုတစ်စတယ်ဝန်းနဲ့ no grass နဲ့ Felicity ဆိုတဲ့ fairy 3ယောက်ကလှုပ်ဝက်နေရာမှာစောင့်ရှောက်ပြီးတော့ကြီးပြင်းလာအောင်လုပ်ပေးကြပါတယ်။အချိန်ကြာလာတဲ့အခါမာလီဖီစင်ကအော်ရိုရာကိုလှုပ်ဝက်စွာစောင့်ကြည့်ရင်းနဲ့နောက်ဆုံးမှာတူမကိုအမှန်တကယ်ချစ်လာပါတယ်